ခင်မလို့ကြံရွယ်နောက်မှရောက်လာတဲ့ကိုယူလာသူကျမကိုချစ်တယ်မြစ်တာနေရပေးခွေတွေ့ရမင်းနဲ့တွေ့နေလီမဝဲရွယ်တွေ့တပွဲကနာစရာရဲ့အာနာရဲ့တက်တဲ့ညာညာပြောလိုက်နေကျမမချစ်သူရှိရဲ့ရှင်ရဲ့ကြည်လေးမယ်စဉ်းစားစမ်းဘာကိုချင်းစာနာ